Shalom, alame minglaba, dinema, midasmyan etu, prophetic revelation devotion ga nebiro, devotional ga nebiro, pyan nebiro chusubare, dine jamaro midasmyan etu, ajukwa kanyu le labiro, sincha amibiro tutukwa sathong chile, nogo brokaro, jamaro thamya ya khanji to apanye, set 3ကနေပြီးတော့14ထိအတူတူကြည့်သွားခြင်းနဲ့ဖြစ်တယ်အာမင်ဟာလေလုယာဟာလေလုယာဆိုတော့ကျမတို့ပုံမှန်အားဖြင့်ကျမတို့က overflowing devotional ထာဝရဘုရားပြင်ဆင်ပေးပြီးတော့အောင်မြင်ခြင်းစပွဲဆိုတဲ့အရာကိုကျမတို့ဒီအတူတူကအသွားခဲ့ကြတာဖြစ်တယ်ဆိုတော့ဒီနေ့မနေ့ညတော့ကကျမစင်ချင်းနဲ့ဘုရားသခင်ကျမနှလုံးသားထဲမှာအရင်နိုးဆိုတဲ့အရာကprophetic revelation devotional ဖြင့်ကျမအရင်နိုးဆိုခြင်းခံတဲ့အခါမှာဒီနေ့ကျမတို့ဒီနေ့ကစပြီးတော့ကျမတို့ prophetic revelation devotional ကိုအတူတူကဖခင်ကျမတို့ပေးရတဲ့ဖွင့်ပြတော့မှလေဘယ်လိုမျိုးတွေကျမအချိန်ကာလနဲ့သက်ဆိုင်တာဖြစ်နေတယ်နှုတ်ကပတော်ရဲ့နေနေတဲ့အရာဖြစ်နေတယ်ဂျေဇုတော်ရဲ့မာစာပေးချပြဝီတော်ဖခင်ရဲ့ဖွင့်ပြပေးတဲ့အရာကိုကျမတို့ဖခင်ရဲ့နိုင်ငံတော်မှာကကျမတို့ရောက်ဖို့မဟုတ်ပဲကျမတို့ဖြစ်ပြီးသားအရာဖခင်ပေးပြီးသားအရာအားလုံးကိုပဲဝိညာဉ်တော်ဖခင်ကဖွင့်ပြတာဖြစ်တယ်မယ်ဖွင့်ပြတဲ့အရာအားလုံးကိုကျမတို့ကရယူလိုက်တဲ့အခါမှာဖခင်ကျမတို့အတွက်ဖွင့်ပြသမျှသောအရာတွေအားလုံးကိုရယူသိမ်းပါလိုက်တဲ့အခါမှာဖခင်ဘုံကိုထင်ရှားစေတာဖြစ်တယ်မယ်ထို့သောဖခင်ရဲ့နိုင်ငံတော်မှာဖွင့်ပြခြင်းကျမတို့ခြေလန်းလန်းခြင်းမြင်ခြင်းတကယ်ပဲဖွင့်ပြခြင်းရခြင်းဒီရတဲ့အားလုံးကကျေးဇူးတော်ကြောင့်စက္ကန့်နိုင်လို့မဟုတ်ဘဲနဲ့ကျေးဇူးတော်ကြောင့်ဖခင်ရဲ့ကျေးဇူးတော်ကြောင့်ကျေးဇူးတော်တကြောင့်ဝိညာဉ်တော်ဖခင်မဆာခြင်းအဖြစ်ကြားနိုင်ခြင်းမြင်နိုင်ခြင်းခြေလန်းလန်းခြင်းတွေဖြစ်တော့ကြောင့်တို့ကျေးဇူးတော်တည်တော်ဖခင်ရဲ့နာမတော်သိကပါစေပုံကြီးမိဂလာရှိပါစေအာမင်ဆိုတော့အခုချိန်မှာကျွန်တော်ထွတ်မြောက်ရာဒီနေ့ကျွန်မ prophetic revelation devotional မှာကျွန်မထွတ်မြောက်ရာခန်းကြီးတော့အပိုင်းကြီး73ကနေ14ကိုအတူတူကကြည့်ချင်တာဖြစ်တယ်အတူတူကဖတ်ရအောင်ဆိုတော့ထွတ်မြောက်ရာခန်းကြီးတော့အပိုင်းကြီး73 14မောရှိကလည်းအကျွန်ုပ်သည်ဣသရေလအမျိုးသားတို့ရှိရာသို့ရောက်၍သင်တို့ဘိုးဘေးများဤဖျားသခင်သည်ငါ့ကိုသင်တို့ရှိရာသို့ဆေလွတ်တော်မူ၏ဟုအကျွန်ုပ်ဆိုလျင်သင်တို့ကထိုဖျားသခင်ဤသူတို့ကထိုဖျားသခင်နာမတော်ကအဘေတို့နီဟုကျွန်ုပ်ကိုပြန်၍မေးသောအခါအဘေတို့ပြန်ပြောရမှာမည်နည်းဟုဖျားသခင်မေးလျှောက်လေ၏ဖျားသခင်ကလည်းငါဖြစ်သည့်အတိုင်းငါဖြစ်၏ဟု၍၎င်းငါဖြစ်သည်ဟုအမေရှိသောသူသည်ငါကိုသင်တို့ရှိရာသို့ဆေလွတ်တော်မူသည်ဟုဣသရေလအမျိုးသားတို့အားပြန်ပြောလောဟု၍၎င်းမောရှေအားမိန့်တော်မူ၏ဟာလေလုယာဆိုတော့အပိုင်းငယ်7နှစ်မှာကြည့်တဲ့အခါမှာကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဖျားသခင်ကအကယ်စစ်စစ်ငါသည်သင်ပနာရှိလိမ့်မည်ငါသည်တင့်ကိုဆေလွတ်ခြင်းလက္ခဏာတသက်ဟုမူကားသင်သည်ငါလူတို့ကိုအေဂုတ္တုပြည်မှနှုတ်ဆောင်ပြီးလျင်ဤတောင်ပေါ်မှာဖျားသခင်အားဝတ်ပြုရကြလိမ့်မည်ဟုမိန့်တော်မူ၏ဆိုတော့ဖျားသခင်ကမောရှေကိုသူစတင်ပြီးတော့ပြောတဲ့အခါမှာဆေလွတ်တဲ့အခါမှာကျွန်တော်ကဣသရေလလူတွေကိုဥဆောင်မေးဆိုရင်ဘသူကမင်းကိုဆေလွတ်တယ်ဆေလွတ်လေမင်းကိုဆေလွတ်တဲ့သူရဲ့နာမည်ကဘသူလဲလို့မေးတဲ့အခါမှာဘလို့ပြန်ဖြေရမှာလဲဆိုတော့သခင်ဖယားကြီးကိုမောရှေကပြန်မေးတဲ့မိခွန်းဖြစ်တယ်ဆိုတော့ဣသရေလလူတွေကဘာဖြစ်လို့ငါတို့ကိုခံရလောက်အောင်မင်းကိုဆေလွတ်တဲ့သူကဘသူလဲလို့ဘာဖြစ်လို့မေးတာလဲဆိုတော့သူတို့အနေနဲ့တတ်နိုင်တဲ့သူသူတို့အနေနဲ့တတ်နိုင်တဲ့သူတို့အနေနဲ့အားကြီးတယ်လုံးဝမြင်နိုင်တဲ့လူတကယ်ခွန်အားကြီးတဲ့သူပဲသူတို့ကဆရာအနေနဲ့ခန့်ချင်တဲ့ပုံစံမျိုးမြင်ရတာဖြစ်တယ်။ဒါပေမဲ့ဖယားသခင်ကဘလို့ပြန်ဖြေလဲဆိုတော့ဣသရေလလူတွေကိုဘလို့ပြန်ပြောရမှာလဲဆိုတဲ့အရာကိုမောရှေကိုပြန်ဖြေတဲ့အရာကငါဖယားသခင်ကလည်းငါဖြစ်သည့်အတိုင်းငါဖြစ်၏ဟုရ၎င်းငါဖြစ်သည်ဟုအမည်ရှိတော်သူသည်ငါကိုသင်တို့ရှိရာသို့ဆေလွတ်တော်မူ၏ဟုဣသရေလအမျိုးသားတို့အားပြန်ပြောလို့ဟုရ၎င်းမောရှေအားမိန့်တော်မူ၏ဟာလေလုယာဒီမှာဖယားသခင်ကဘလို့ပြောလဲဆိုတော့ဣသရေလလူတွေကမင်းတို့ငါတို့ကိုဥဆောင်ပြရတယ်မင်းကိုဆေလွတ်တော်ဘလားတက်နိုင်လို့လဲဆိုတော့မိခွန်းနဲ့မေးလာတဲ့ခါကျရင်ဆိုတဲ့ပုံစံမျိုးပေါ့နော်မေးလာတဲ့ခါကျရင်ငါဖြစ်သည့်အတိုင်းငါဖြစ်တယ်တဲ့ဟာလေလုယာဆိုတော့I am who I am လို့ပြောတာဖြစ်တယ်ဆိုတော့ I am လို့ပြောတဲ့အခါတိုင်းမှာ I am ဆိုတဲ့အရာကအင်္ဂလိပ်လိုပြောလို့ဆိုရင် present tense ဖြစ်တယ်ငါဖြစ်သည့်အတိုင်းငါဖြစ်တယ်ဖြစ်တယ်ဆိုတာကမဖြစ်သေးဘူးဖြစ်လိမ့်မယ်ဆိုတဲ့အရာနဲ့မတူဖြစ်တယ်ဖြစ်တယ်ဆိုတာကဖြစ်နေတာဖြစ်တယ်ဟာလေလုယာဖြစ်နေတာဖြစ်တယ်အာမင်ဆိုတော့ I am ဆိုတာက present tense ဖြစ်တယ်ဖြစ်နေတာဖြစ်တယ်ဟာလေလုယာဆိုတော့ပြောချင်တာကဖခင်ကဘာပြောချင်လဲဆိုတော့ကျမတို့အနေနဲ့
တကားပိတ်သွားပြီလို့ကျမတို့ထင်ရလားဖယားသခင်ကငါကတကားဖြစ်တယ်လို့သူကပြောနေတာဖြစ်တယ်ဟာလေငါဖြစ်တဲ့တိုင်းငါဖြစ်တယ်တဲ့ကျမတို့အနေနဲ့တကားပိတ်သွားပြီဆိုတော့ဖယားသခင်က I am the door I am the way ကျမတို့အနေနဲ့ပိတ်ဆို့သွားပြီလို့ထင်ရလား I am the gate ဆိုပြီးတော့ I am က present tense ဖြစ်တယ်ဟိုပြီးတော့ kairos ဆိုတာ kairos မှန်ကန်သောအချိန်မှန်ကန်သောနေရာလေနေရာကလည်းဟို the right time and the right place ကလည်း I am ဖြစ်တယ် I am ဆိုရယ် present tense က the right time and the right place ဖြစ်တယ် hallelujah ကျမတို့တခါတလေကြာယုံကြည်သူရဲ့တတားထဲမှာအိုးကျမကthe right time ဖြစ်မလား။အိုးကျမနေတဲ့နေရာက the right time မဟုတ်တလို့ the right time မဖြစ်တလို့ the right place မဖြစ်တလို့ကျမတို့အမျိုးရှုပ်ထွေးကြတယ်။ကျမပြောပြပေးခြင်းဒီမှာရှိမိသားစုများကို prophetic revelation လို့ကျမတို့အတွင်းထဲမှာ no ဆိုတဲ့အတိုင်းပဲဒီနေ့နှုတ်ကပရောကကျမတို့ကိုနှုတ်ကပရောရဲ့နည်းနည်းတဲ့အရာအထဲမှာဝိညာဉ်တော်ဖခင်ကျမတို့ခေါ်သွားတဲ့အတိုင်းပဲသွားကြမယ် hallelujah ဆိုတော့ငါဖြစ်တဲ့အတိုင်းငါဖြစ်တယ် I am who I am လို့ပြောတဲ့အခါမှာ I am ဆိုတဲ့အရာက the right time and the right place ဖြစ်တယ် hallelujah the right time and the right place က I am who I am ဖြစ်တယ်ဖခင်ကိုယ်တိုင်က the right time and the right place ဖြစ်တယ်ဖခင်ကဘယ်တော့မှနောက်ကျတယ်ဆိုတာမရှိဘူးဘယ်တော့မှဒီနောက်ကျသွားတယ်စောသွားတယ်ဆိုတာမရှိဘူး the right time and the right place ကဖခင်ကိုယ်တိုင်ဖြစ်တယ်မှန်ကန်သောနေရာမှန်ကန်သောအချိန်ကဖခင်ကိုယ်တိုင်ဖြစ်တယ်ဖခင်ရှိတဲ့နေရာမှာဘယ်တော့မှအမှားဆိုတာမရှိဘူးနောက်ကျတယ်ဆိုတာမရှိဘူးဆိုတော့the right time and the right place က I am who I am လို့ပြောတော့ဖခင်ကိုယ်တိုင်ဖြစ်တယ် hallelujah ရာခဘာဟာနာလာရှိရီယာရာမှာနားလေဖွင့်အတွက် prophetic revelation ဆိုတာနည်းနည်းတော့နည်းနည်းတယ်ဒါပေမဲ့နားလေဖွင့်အတွက်ဖခင်သခင်ကမာစာမှာဆိုတာလုံးဝယုံကြည်တာဖြစ်တယ် hallelujah ဆိုတော့ကျမတို့တွေအဲ့ဒီအရာကိုကြည့်တဲ့အခါမှာ I am who I am ငါဖြစ်တဲ့အတိုင်းငါဖြစ်တယ်လို့ပြောတဲ့အခါမှာမိသားစုတွေအနေနဲ့ကျမတို့အနေနဲ့မိသားစုတကားတွေပိတ်ပြီးလားတာသမီးတွေမလင်မှာတော့ဘူးလားဖခင်ကဘာပြောလဲဆိုတာငါကမြေသားသမီးတွေကိုလင်မစေမဲ့သူဖြစ်တယ်တာသမီးတွေကိုထာဝရဖခင်ရဲ့အလိုတန်လမ်းပြပေးမဲ့သူဖြစ်တယ်ငါဖြစ်တယ်အောင်မြင်ခြင်းငါကမင်းရဲ့အောင်မြင်ခြင်းဖြစ်တယ်ငါဖြစ်သည့်အတိုင်းငါဖြစ်တယ်လို့ပြောတဲ့အခါမှာငါကမင်းတို့ရဲ့အောင်မြင်ခြင်းဖြစ်တယ်ငါကမင်းတို့မိသားစုရဲ့အဖြေဖြစ်တယ်ငါကမင်းရဲ့အရာခတ်တဲ့ I am everything that you need I am လို့ဖခင်ကပြောတာဖြစ်တယ်မင်းလိုချင်တောင်းတမြတ်သောအရာတွေအားလုံးရဲ့အဖြေကငါပင်ဖြစ်တယ်လို့ပြောတာဖြစ်တယ် hallelujah hallelujah everything ကျမတို့လိုချင်မြတ်သောအရာအားလုံးရဲ့အဖြေကငါပင်ဖြစ်တယ်လို့ဖခင်ကပြောနေခြင်းဖြစ်တယ် hallelujah hallelujah ဆိုတော့ကျမတို့the right time and the right place က I am who I am လို့ပြောတော့ဖခင်ကိုယ်တိုင်ဖြစ်တော့ကြောင့် I am who I am လို့ပြောတော့ဖခင်ကိုယ်တိုင်ကthe right time and the right place ဖြစ်တယ် amen ဆိုတော့ကျမတို့တော်တော်များများယုံကြည်တဲ့ the right time the right place ဖြစ်မလား or the right time the wrong place ဘာညာအဲ့ဒါနဲ့ရှုပ်ရှက်ခက်နေကြတာဖြစ်တယ်ဖယားသခင်ထဲမှာပဲတည်နေတော့သူကဘယ်တော့မှနောက်ကျတယ်ဆိုတာမရှိဘူးဖယားသခင်ထဲမှာဖယားစကားပေါ်မှာယက်တည်တဲ့သူကဘယ်တော့မှ the wrong place မှာမရှိဘူးဖယားသခင်ရဲ့စကားပေါ်မှာယက်တည်တဲ့ဂျေဇုတရားကိုအမိပြုယေရှုခရစ်တော်ဖြောင့်မတ်ခြင်းတရားကိုအမိပြုတဲ့သူတွေအားလုံးကဘယ်တော့မှမှားတဲ့နေရာမှာမနေကြဘူး they are not at the wrong place or the wrong time they are always at the right place ဂျေဇုတော်ထဲမှာရှိနေခြင်းက the right place and the right time မှာနေခြင်းဖြစ်တယ် hallelujah ဂျေဇုတော်ကအမိပြုနေခြင်းက the right time and the right place မှာရှိနေခြင်းဖြစ်တယ်ကျမတို့ကိုယ်ကိုယ်ရဲ့ဖခင်သခင်ကိုယ်တိုင်က the right time and the right place ဖြစ်တယ် hallelujah ကျမတို့ the right time the right place မဟုတ်ရင်ဆိုရင်နေတဲ့မိသားစုများတက်တွန်းပေးခြင်းနဲ့ဖခင်သခင်ထဲမှာရှိလိုက်ဖခင်သခင်ထဲမှာရှိဖခင်သခင်ကိုအမိပြုယုံကြည်စိတ်ချလိုက်တာနဲ့ the right time and the right place အထဲမှာသင်ကရှိနေပြီးသားဖြစ်တော့ကြောင့်ဘယ်တော့မှမမအောင်ဘယ်တော့မှနာမကြတော့ဖြစ်တယ်အာမင်ဟာလေလုယာဆိုတော့ကျမတို့ကိုယ်ကိုယ်ရဲ့ဖခင်သခင်ကထွတ်မြတ်ရာအခန်းကြီး3အပိုင်းရဲ့တော့အပိုင်းရဲ့14ထဲမှာပြောထား73 14ထဲမှာ7 73 14ထဲမှာပြောတဲ့အတိုင်းကျမတို့ကိုယ်ဝယ်တဲ့ဘုရားသခင်ကအာမင် the right time I am who I am လို့ပြောတော့ငါဖြစ်တဲ့အတိုင်းငါဖြစ်တယ်လို့ပြောတော့ဘုရားသခင်ကကျမတို့အောင်မြင်ခြင်းကျမတို့အရာအခက်တင်ကဘုရားပြောတော့ထိုဘုရားကိုအမိပြုရင်ကျမအရာအခက်တင်ကကျမတို့စီမှာဆူလာမှာဖြစ်တယ်မှားတဲ့အချိန်တွေကုန်ခဲ့တဲ့အချိန်တွေအားလုံးပြန်လေပြီးတော့ဖြစ်လာမှာအစပေါင်းရစားပြန်ဖြစ်လာမှာဖြစ်တယ်ဟာလေလုယာဆက်လက်ပြီးတော့ကျမတို့တိရောအခန်းကြီးလေးအပိုင်းကြီးစုခွန်ထဲမှာကျမတို့ကြည့်တဲ့အခါမှာဘုရားသခင်ကဘာပြောလဲဆိုတော့
နှုတ်ကပတော်ထဲမှာဘယ်လိုပြန်ပြောလဲဆိုတော့တစ်ရောအခန်းကြီးလေးတစ်ရောအခန်းကြီးလေးအပိုင်းရဲ့လေအပိုင်းရဲ့စခွန်ထဲမှာဘယ်လိုပြောထားလဲဆိုတော့တစ်ရောခန်းကြီးလေးအပိုင်းရဲ့ဆိုထို့သောငါတို့သည်ချစ်ချင်းနဲ့တာနဲ့ပြည့်စုံသောအဖြစ်တရားဆုံးဖြတ်တော်မူသောအနေနဲ့ရေးရင်ရသောခွင့်ရှိကြလိမ့်မည်အကြောင်းမူကားငါတို့သည်ကိုရောနီးတူဤလောက၌ဖြစ်ကြ၏တဲ့ဟာလေလုယကျမတို့ကိုရောနီးတူဤလောက၌ဖြစ်ကြတယ်လို့ပြောတဲ့အခါမှာကိုရောကလေ I am who I am လို့ပြောတော့ဖရားဖြစ်တယ်အဲ့ဒါကြောင့် I am who I am လို့သုံးတဲ့ဖရားက the right time and the right place ဖြစ်တော့ကြောင့်ထို the right time the right place the right time and the right place ဖြစ်တဲ့ဖရားကဒီလောကမှာမင်းတို့အသက်ရှင်တဲ့အခါမှာငါတို့ဒီကိုရောနီးတူဖြစ်ကြတယ်လို့ပြောတာဖြစ်တော့ကြောင့်တနည်းအားဖြင့်ထိုဖရားငါဒီကိုရမရှင်ခရစ်တော်ဒီငါ၌ရှင်တော်မူ၏ဆိုတဲ့ဖရားသခင်ကြီးကငါကိုယ်တိုင်ငါဒီကိုရမရှင်ခရစ်တော်ဒီငါ၌ရှင်တော်မူ၏အာမင်လူမီတီကခရစ်တော်နဲ့ရှင်အသက်ပြန်ကတော်ဖြစ်တယ်လို့ပြောတာဖြစ်တယ်ဆိုတော့ငါဒီကိုရမရှင်ခရစ်တော်ဒီငါ၌ရှင်တော်မူ၏လို့ဖြစ်တော့ကြောင့်ထိုဖရားကကျမတို့အထင်မှာအသက်ရှင်ပေးတာဖြစ်တော့ကြောင့် I am ကဘယ်မှာရှိလဲဆိုတော့လေဆုတောင်းမှရတဲ့ဟာမဟုတ်ဘူး။အိုးစ조사မှရတာမဟုတ် I am ဆိုတဲ့ the right time and the right place everything and every time ဒီຢာတွေအားလုံးပိုင်တော့သူ the right time and the right place ဖြစ်တဲ့ I am ကဘာမှရှိတော့လဲဆိုတော့ကျမတို့အထဲမှာအသက်ရှင်ပေးတာဖြစ်တယ် hallelujah hallelujah အဲ့ဒါကြောင့်မို့ဒီမှာရှင်မိသားစုများကိုဒီနေ့ prophetic revelation devotional မှာမိသားစုများကိုတိုက်တွန်းနှိုးဆော်ပေးချင်တာဖြစ်တယ်။အိုးကျမတို့အနေနဲ့အပြည့်မရှိတော့လို့ထင်တဲ့အခါမှာတိုက်တွန်းပေးချင်တယ်။ကျမတို့ကျမတို့ရဲ့အပြည့်အရာအားလုံးခသိန်းသောအရာအားလုံးရဲ့အပြည့်ဖြစ်သောဖရာကိုယ်တိုင်I am that I am ငါဖြစ်သည့်အတိုင်းငါဖြစ်တယ်လို့ပြောတော့ဖခင်ကကျွန်မအထင်မှာအသက်ရှင်ပေးတော့ကြောင့်အဖြစ်မိသားစုရဲ့အဖြစ်အခြေအနေတွေရဲ့အဖြစ်အရာအားလုံးရဲ့အဖြစ်ကသင်တို့ကျွန်တော်အထင်မှာရှိတာဖြစ်တော့ကြောင့်ကျွန်တော်တို့အထင်မှာရှိတော့ I am who I am ငါဖြစ်သည့်အတိုင်းငါဖြစ်တယ်လို့ပြောတော့ထိုဖခင်ရဲ့ဝိညာဉ်ကျွန်မအထင်မှာရှိတော့ကြောင့်ထိုဖခင်ရဲ့ဝိညာဉ်နဲ့ကျွန်တော်တို့တိုက်တွန်းပေးတော်သူတွေကျွန်တော်တိုက်ပင်တတော်သူတွေမင်းမြတ်တော်သူတွေကျွန်တော်တို့မနေ့ကမိုးလေးနာနဲ့ကျွန်တော်အသက်ရှင်ခြင်းကိုကျွန်တော်I am that I am ငါဖြစ်သည့်တိုင်ငါဖြစ်တယ်လို့ပြောတော့ဖခင်လက်ထဲမှာအနံ့ကြရအောင်ထိုဖခင်ကကျွန်တော်တို့ကိုယ်တိုင်ထဲမှာအထဲမှာအသက်ရှင်ပေးနေတယ်အာမင်တေရောအခန်းကြီးလေးအပိုင်းလေးငါထဲမှာတွေ့ရတယ်ကျွန်တော်တို့အထဲမှာအသက်ရှင်ပေးတာဖြစ်တယ်ကျွန်တော်အထဲမှာအသက်ရှင်ပေးတယ်ငါဖြစ်သည့်တိုင်ငါဖြစ်တယ်လို့ပြောတော့သူကကျွန်တော်အထဲမှာအသက်ရှင်ပေးတယ်အေမာနွေလဖခင်ဖြစ်တဲ့ကကမကုံတဲ့အတူရှိမယ်လို့ပြောတော့ဖခင်က I am that I am ငါဖြစ်သည့်တိုင်ငါဖြစ်တယ်လို့ပြောတော့ဖခင်ဖြစ်တယ်ဆိုတဲ့အတိအတွေးခေါ်နေကျွန်တော်ဝန်ခံသွားလာလှုပ်ရှားတယ်ဆိုရင်ကျမတို့က I am that I am ငါဖြစ်သည့်အတိုင်းငါဖြစ်တယ်လို့ပြောတော့ဖခင်နဲ့အတူတကွာဖခင်ရဲ့နိုင်ငံတော်ကိုခြေပြန်စီတော့သူတွေဖြစ်လာမှာဖြစ်တယ်ဆိုတဲ့အရာကိုကျမဒီမှာရှင်မိသားစုများကိုတိုက်တွန်းနှိုးဆော်ပေးချင်တာဖြစ်တယ် hallelujah hallelujah အဲ့ဒါကြောင့်မလို့ကျမတို့အများကြီးအကျေဖွင့်မယ်ဆိုအများကြီးပဲရှေးရန်ခရစ်ဝင်ခန်းကြီးစက္ကွန်ထဲမှာလေးကျမတို့တွေ့ရတယ်တစ်ကောအခန်းကြီး3ထဲမှာလဲ6ထဲမှာလဲကျွန်တော်တွေ့ရတယ်ဖခင်သခင်ကကျွန်တော်အထဲမှာသက်ရှင်ပြီးဟေဘရဲထဲမှာယောမထဲမှာကျွန်တော်ဖခင်တဲ့အခါမှာလဲကျွန်တော်တွေ့ရတာဖြစ်တယ်ကျွန်တော်တို့အထဲမှာအသက်ရှင်ပြီးတော့ဖခင်သခင်ကဘယ်လိုမျိုးဖခင်လဲဆိုတော့လေ I am that I am လို့ပြောတော့ငါဖြစ်တဲ့အတိုင်းငါဖြစ်တယ်လို့ပြောတော့ဖခင်ဖြစ်တယ်ဆိုတော့အဲ့ဒီလားလူတွေကမောရှေကိုပါဖြစ်လို့မင်းကိုစီလို့တဲ့သူကဘယ်သူလဲလို့ပါဖြစ်လို့သူတို့ကအဲ့လိုမျိုးမေးခွန်းမေးချင်တယ်လဲဆိုတော့လေသူတို့ကဘယ်လောက်တတ်နိုင်လို့လဲဘာလုပ်နိုင်လို့လဲဆိုတော့အတိနဲ့သူတို့ကအဲ့လိုမျိုးစိတ်တဘောထားနေမေးကြတာဖြစ်တယ်အဲ့ဒီမေးခွန်းမေးချင်တဲ့စကားမေးခွန်းကအကြောင်းအရာကဘာတက်နိုင်လို့လဲဘာဖြစ်လို့လဲဘာထူးမှမလို့လဲငါတို့ဒီမှာနေတာဘာထူးမှမလို့လဲမင်းငါတို့ပြောတဲ့မင်းတို့ငါတို့မင်းကငါတို့ကိုပြောပြီးဒီအကျဉ်းခံရနေမိထဲကနေလှက်မယ်လို့မင်းကငါတို့ကိုပြောတယ်ဟုတ်လားမင်းကိုဆေးလို့တဲ့သူကဘာတူလဲသူကဘလောက်တက်နိုင်လို့လဲငါတို့ဒီမှာကျဉ်ခံလာတာနှစ်ပေါင်းများစွာရှိပြီလို့သူတို့အနေနဲ့အဲ့လိုအတွေးခေါ်ရရှိနေလို့အဲ့ဒီမိခွန်းကိုမောရှေကိုမေးကြမှာဖြစ်တယ်အဲ့ဒါကြောင့်ဖခင်သခင်ကငါမတက်နိုင်တဲ့အရာတစ်စုံတစ်ခုမှမရှိဘူးငါဖြစ်သည့်အတိုင်းငါဖြစ်တယ် I am who I am လို့ဖခင်သခင်ကပြောတာဖြစ်တယ်ငါကအရာအလုံးဖြစ်တယ်ခသိန်းတော့လွတ်ချင်းလေးငါဖြစ်တယ်လွတ်ချင်းလေးငါဖြစ်တယ်လန်ကြီးလေးငါဖြစ်တယ်အသက်လေးငါဖြစ်တယ်မင်းလို့ချင်းတောင်းတသမျှတော့အရာတွေအားလုံးကငါဖြစ်တယ်လို့ဖခင်သခင်ပြောတာဖြစ်တယ်
I am everything that you need. I am that I am လို့သူပြောသွားတာဖြစ်တယ်။ထို I am that I am ငါဖြစ်တဲ့အတိုင်းငါဖြစ်တယ်လို့ပြောတော့ဖခင်ကသင်နဲ့ကျွန်တော်အထက်မှာသက်ရှင်ပေးတယ်။သင်နဲ့ကျွန်တော်အထက်မှာသက်ရှင်ပေးတယ်။သင်နဲ့ကျွန်တော်ရဲ့အနဲ့အတူရှိပေးတယ်။သင်နဲ့ကျွန်တော်ရဲ့ရှေ့မှာသွားနှစ်ပြင်ဆင်ပေးနေပြီးသားကပါမတည်မရှိခင်နဲ့စာထိုတိချင်ထဲမှာတော်တော်သူတွေဖြစ်ချင်အားဖြင့်တူပါတော်သူတွေအတိများစွာတည်တော်သူတွေအသက်ရထွက်ရဆန်းရည်တွင်းတွေဖြစ်ရုံမကပဲနဲ့အသက်ရထွက်ရဆန်းရည်တွင်းကိုမွေးဖွားတော်သူတွေအသက်ရထွက်ရဆန်းရည်တွင်းကအတိများစွာတည်တော်သူတွေဖြစ်ဝင်အတွက်ဒီနေ့မိသားစုများကိုတက်တွန်းနှိုးဆော်ပေးချင်တာဖြစ်ပါတယ်။ကျေးဇူးတင်နေ You are blessed. Have a revelation night.